တောင်းမှမှာရဲ့ကိုတလပဲဖြစ်ဖြစ်နှစ်လပဲဖြစ်ဖြစ်တယောက်လေးအေးစင်းနေလို့ရတယ်နော် တော်တော်ကပြောရမယ်။ဒါနဲ့ထပ်မတွိုင်းနိုင်တော့ဘူး။ဒီလုံးတွေလုံးကငါပြောပြီးမခံနိုင်တော့ဘူး တောင်းမှမှာရဲ့ဘယ်တော့ဒီလေးအောင်နေရင်နိုင်တော့ခဏပြရโอเคဟုတ်တယ်အဲ့ဒါတကယ်နေဟာအမြဲနင်းဘက်ကနေပဲကြည့်ခဲ့ရနော်နေကိုမစွန့်လို့နိုင်လို့အချိန်ချင်းခွင့်လို့ပေးခဲ့တာနေကတော့ငါ့ကိုနောက်ဆုံးချိန်ရှင်ဆုမြခဲ့နင်တိတ်ချစ်ပါရဲ့ဆိုရဲငါတခြားသူပိုင်ဆိုင်တော့ရဲ့ရေတလုံးလုံးမှာကိုဘယ်တော့မလို့လဲပြောပါဦးကိုကတယောက်တည်းနေချင်ပါရဲ့ဆိုတဲ့အကြောင်းပြချက်လေးနဲ့နွေကလွယ်ခွဲပေးရမှာလားနွေဘာအမားကြီးလုံးပြီလို့ကိုအဲ့လောက်ထိနွေပေါ်ရက်ဆက်ရတာလဲ ။မိုးတွေနဲ့ကိုတကယ်ပြောပါကွာ။အဲ့လိုလေတခါမှတတိယရက်တည်းလေးတော့မရှိခဲ့ပါဘူးကွာ။ကိုနဲ့ကိုစောင့်နေကြတာသိလား။သိလားနော်။မဲကိုစီပြန်လာမလားယ။ကိုမေးအဖြေပါဦးဟမ်ဝယ်တခြားလူစီတော့ပါပါသေးဘူးလားကိုစောင့်နေတော့မလားကိုဖြေပါဦးကိုဖြေတော့ကွာဝဲအကိုဘာမအောင်မလဲအကိုဘာမအောင်မလဲဗျဆိုင်ပိတ်တော့မှမလို့ပါဗျဟုတ်ဘာမအောင်လဲမသိဘူးဗျဆိုင်လေးပိတ်တော့မှမလို့ပါအော်ဆံပေးတော့ပါဟုတ်ညဘာမှမလုပ်ပါဘူးကျွန်တော်ဘေးလေးပဲဆက်ယူလာပြီပါဟုတ်ကဲ့ပါ